ကန်ဘာသာစကားကိုကန်စာပြီးဆိုရှိပါတယ်ဘာသာစကားနဲ့စာပြီးဒီလည်းဒီတရုတ်စာနဲ့တချို့နေရာမှာတူတူလို့တချို့နေရာမှာပွဲပြခြားနာတာရှိပါတယ် We have our own language and our own literature. It is in sometimes similar to the Chinese language and Chinese culture, but not all the same. Some of the in some parts they are quite different. 但是就是音是同字是同音不同。တော်တော်များများကဒီဥစ္စာကျွန်တော်တို့စာကတော်တော်များတူပေမဲ့ဒီစကားပြောတာကြတော့အင်တာမှတချို့နေရာမှာလုံးဝမတူတာအများကြီးရှိပါတယ် Most of the characters are similar to the Chinese culture, but pronunciations are quite different. 所以我们这个地区的人以后呢，从历史以来就要再从1840年开始呢，我们是中国大陆的生活。 ဒါကြောင့်မို့ကျွန်တော်ဒီကိုကတိုင်းသားတွေကဒီဥစ္စာကိုဒီလုံခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကစပြီးတော့ဒီဘိန်းကိုစိုက်ပျိုးခဲ့တာဆိုဒီတမိုင်းရာဆိုရင်လေ့လာသိရှိခဲ့ရပါတယ် So by studying the history of the special region number 1, so we come to know that we have been used to growing opium about 100 years ago. 那么这个大陆总是哪里来呢？是英法政府在闯大陆。 ဒါကြောင့်ဒီပြန်ပြီးဒီချက်လေ့လာစုံစမ်းကြည့်တဲ့အခါမှာဒီထွေခင်ကဒီ area မှာဘိန်းမျိုးစီဆိုမရှိဘူးအဲ့ဒါကလည်းအနောက်နိုင်ငံသားအင်္ဂလိပ်တွေကပဲတည်ဆောင်ထက်ကြည့်လို့ဒီမှတ်တမ်းမှာသိရှိကြပါတယ် The more than 100 years ago, we have never known opium. By studying the history, we realized that it was introduced by the British. 所以在这样的话，就世世代代就把我们变成中医为生活。 အဲ့ဒီချိန်တွေကစပြီးတော့ဒီကျွန်တော်တို့ဒီဘိုးစဉ်ပေါဆက်ကနေဒီဘေးကနေအစင်နာလိုဖြစ်ပြီးစိုက်ပြီးလာခဲ့တာယနေ့မနေ့က99ခုလေးတူ Since then, so our father, our grandparents, our great-grandparents has been used to growing opium until 1999. 也没有其他任何国家帮助我们做过其他的什么项目。 ဒါကြောင့်ဆိုအဲ့လိုစိုက်ရေးနဲ့ပဲဒီဥစ္စာကြီးအကျင့်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကနေကြဘယ်သူကမှလည်းဒီဥစ္စာဖြတ်ဖို့လာပြီးမစိုက်ဖို့လာပြီးကူညီပေးခဲ့ခြင်းမရှိခဲ့ပါဘူး Growing, and gradually we are used to grow the opium, and then we are never told by any other country or any other person not to grow the opium. 那这种我们像我们这样年纪这么大，也在过去不知道是什么叫做毒品，什么危害，才是不知道。 ယူကကြီးကဒီအတက်ရွယ်ထိကဒီဘယ်ဟာကဒီမူရစေဝါဆိုတော့ပါလေဒီဘိန်းကလူများကိုအကျိုးဒုက္ခဖြစ်တယ်ဆိုတာဒီဥစ္စာကိုဒီနောက်မှမသိရပါတယ်ဘုရင်ကကြတော့ဒီဘိန်းကိုစိုက်ပြောချင်လူများကိုဒုက္ခပေးကဘာလူကရာဒုက္ခဖြစ်ဆိုတော့လုံးဝမသိခဲ့ပါဘူး In the past, we have never known that the growing opium is not good for the human being. So I think it's quite alright. But only about 10 years ago, we realized that it is not good for the whole international community to grow the opium. 那么一直到80年代吧，中国科学发达了，把这些科学这些先进国家嘛，那些化学原料来把我们这个大医院做原料的加工，以后呢就把这个毒品升级了，就避免危害世界人民所最大毒品。 စတိုင်းတော့ဒီကကျွန်တော်တို့မှာကြတော့ဒီဥစ္စာဒီဘိန်းကနေမှဒီဖတ်သိချက်လို့ဖို့ဆိုတာဒီနောက်ပိုင်းမှာကျနိုင်ငံကြီးသားနဲ့အတိတ်ပတ်ပြီးနီးပြန်ထုံးကားတဲ့အချိန်မှာကျတော့ဓာတုဗေဒဆေးတွေပေါ်လာတယ်ချက်လို့ဖို့ဒီဘိန်းဖြူချက်လို့ဖို့ပစ္စည်းတွေပေါ်လာတယ်ပညာရှင်တွေပေါ်လာတဲ့နောက်ပိုင်းမှာဒါဒီဥစ္စာဘိန်းကနေဘိန်းဖြူကနေမှကဘာသားမျိုးဒုက္ခပေးတယ်ဆိုတော့ဘောပေါက်နားလည်ပြရတယ် First, we don't know that the opium can be by using the precursor. Opium poppy can be mixed into heroin that we have never known only about 10 years ago. And then opium is the essential thing in making the heroin, and heroin is the
very dangerous for the whole human being. 那么巴西也这个呢，就把这个毒品升级危害人类这个问题呢，大家都非常重视了。那从我们地区来说呢，我们在这个毒品出产微不足道，以其他地区上面来说望风起击。 ဒါပေမဲ့ကျွန်တော်တို့ဒေတာကဘိန်းနဲ့ဆိုင်ပေမဲ့တခြားဒေတာနဲ့နိုင်စီကျွန်တော်တို့ဒီကိုကဒေတာကခါရတာဒီစတီအပုံတတောင်းမှကျွန်တော်တပုံကဒီစတီမူရစီဝါတုံးဆွဲတဲ့လူတွေ့သိရှိပြဆိုတော့တခြားဒေတာတဲ့ဆိုင်ကျွန်တော်တို့ဒေတာကဒီစတီဒီဒေတာဘိန်းဆိုင်မှာဘိန်းတုံးဆွဲတဲ့လူပဲနည်းတယ်လို့ပြောတယ် Although we are growing opium poppy in our region, but drug addicts are very rare. So that means the 1 out of 10,000 drug addicts. So if compared to the other region, drug addicts, the rate is very low in our region. 那么所以这样出产的这个大姨妈是外地的这个药材来帮我们提升。我们以过来是没有技术，也没有工厂，也没有这些东西，但是呢，也出产的少。但是我们知道我们这个地区这样下为好，它是危害人类的，我们应该把危害人类的这个问题给它解决。 နောက်ပိုင်းကျတော့ဒီစာကိုနိုင်ငံကြီးသားနဲ့ပညာတိုးတက်မှုဦးကြောင့်ဒါဒီစေးကြီးပေါ်လာတယ်စေးကြီးပေါ်လာမှဒီစာဒီနံပါတ်ချက်လုပ်နေလို့ကြောင့်နံပါတ်4ကနေကျွန်တော်တို့ဒီတာကိုကဘာလူကကဘာသားများကဒါဒီစာဒုက္ခပေးမှကြည့်တဲ့အချိန်မှာဒီဘိန်းနဲ့ဘိန်းကိုနံပါတ်4ကိုချက်လို့ရတဲ့ဘိန်းကိုကျွန်တော်တို့အမြင့်ကနေဖြူမှဖြစ်မယ်ဆိုတော့အဲ့ဒါကိုတိကျတဲ့ကြောင့်ကျွန်တော်တို့ဒီတက်ကရင်ထောင်မှာဘိန်းလုံးဝမဆိုင်ဘူးဆိုပြီးဒီစာတန်းချက်ရှိတယ် Although opium poppy itself is not very dangerous, so when we realize that opium poppy can be made heroin by using the precursor, so we are very much decide not to grow opium poppy again. 我们想到，作为我们一个人，应该为人类做点好事，啊，只要是对人类好的事情，我们不管多大困难，我们要做；坏事的事情，我们尽量防止。 ကျွန်တော်လေးပြောမယ်ဆိုရင်ကျွန်တော်ဒီလူသားတယောက်ဖြစ်ပြီးလူသားရဲ့ကောင်းကျိုးကတုတ်မှတာဒီလူသားအတိတ်ပဲရှိတဲ့လူသားလို့ကျွန်တော်မြင်မိတယ်လူသားတယောက်ကလူသားကိုဒုက္ခပေးတဲ့အပြင်ကိုစက်တိရတန်းနဲ့မတော်လာဘူးမနှိပ်ဘူးမဖြတ်စည်းဘူးဆိုရင်လူသားကိုကြားတယ်လို့ကျွန်တော်ယုံကြည်တယ် As a human being must be useful for the other human being also. So if a human being is dangerous to all other human beings, so I think it is that is not working. 所以我们首先提出来是我们要进步，当然我们提出来，我们国家说的也是我们可能在也相当支持我们经常的帮助我们。 ဒါကြောင့်ဒီဆောင်မကောင်းဘူးစေပါပိမကောင်းမှတိကိုကျွန်တော်တို့စပြီးပြစ်ချက်တွေးပုံပြီးတယ်ပြစ်ချက်ကနိုင်ငံတော်ပြင်ကြတယ်နိုင်ငံတော်ကိုကြည့်ပြီးခင်ဗျာဒီကိုအများရနိုင်မှာကျွန်တော်တို့ဘူးပြီးတော့ဒီစာကျွန်တော်တို့ဒီစာနန်းနေ Secretary one, Lieutenant General, we used to come to our area occasionally, and the Secretary one is always ready to help us in trying to eradicate the opium poppy. 所以说从这个角度来说，我们尽了最大的力量。 ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီကိုကန့်တခဲတော့ဒီကအနာကျတော့ဘိမဆိုင်ဘူးကျွန်တော်တို့ကဒီအစွမ်းကုန်ကျူပန်းချက်ဖြစ်ပါတယ် That's why this year we have decided not to grow opium totally. So that is our great effort. 但是这个问题还是非常的困难，因为它是属于我们几十万人民的吃穿问题。 ဒါကမဖြစ်မနေလို့ဒါကျွန်တော်လှုပ်ဆောင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကိုကန့်ပြည်လူထုဒီတသိန်းကျော်ရစားမှုတွေကြီးကဒီရှိဘယ်လိုဖြစ်ရှင်းမလဲအဲ့ဒါပြဿနာကြီးကရှိတယ် Although we have done this, so we don't know how to solve the problem of the 100,000 Kogan people living here for their survival. 那么我们要解决这个问题呢，我们必须向
世界福利，因为我们只是一个地区，我们的国家还是在困难。所危害人类的不是我们地区的事，也不是我们国家事，我认为是世界上的事情。 ဒါကြောင့်မို့ကျွန်တော်တို့ရေရှည်ကျွန်တော်တို့မူရစီးပွားကိုအစဉ်ဆက်မပြတ်အမြင့်ပြောက်ဆောင်လှုပ်ဆောင်ဖို့ဆိုတာကနေကျွန်တော်ဒေတာကအင်တာတင်းငယ်ဒေတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံနဲ့အင်တာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တော့ကြောင့်ဒီဥစ္စာဒီကိုကဒေတာလုပ်ငန်းတောင်မဟုတ်ဘူးမြန်မာနိုင်ငံလုပ်ငန်းတောင်လည်းတခုတောင်ကိုကဘာသားဒီကုလသမဂ္ဂနဲ့လည်းပြုံးတက်ဆိုင်ဒီဥစ္စာကိုကဘာသားများကပါနိုင်ငံတိတိကပါလာကူကြီးမှဒါကျွန်တော်တို့ဒီ လုပ်ငန်းကစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ပြီးအောင်လိမ့်မယ်လို့ထင်ကြည်ပါ Our region is very small, and our country also being a small area of Asia, so cannot solve this problem by itself. So we are now in need of the interest of the international community. 那么在这样情况下，作为世界上的各个国家到我们地区抗议也很多，也不只是20-30个国家，但是没有哪个国家向来帮我们提出一个方案来做什么样的一个问题。 အခုကျွန်တော်ပြောနေတာကကျွန်တော်တို့ Between 20 and 30, but other groups never think to give any help to us. Only the Japanese group keep coming and then the giving help to Libya. 所以我们呢是坚持政府和日本朋友这些专家代表，这样不辞辛苦来帮助我们，就整我们的人以后我们的心理有所好。 ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ကိုကံပြည်သူလူထုတခုလုံးကလည်းဂျပန်မိတ်ဆွေများကိုဥပမာဂျပန်စိုက်ပျိုးပညာရှင်ဖြစ်တဲ့ဒီ professor ကြီးနဲ့တကွာတခြားဖို့ကျွန်တော်တို့ဘလောက်ပဲခက်ခဲလမ်းဖြစ်စီရောက်အောင်တွားတယ်ရောက်အောင်ဖြစ်အောင်စိုက်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တို့ကိုကံပြည်သူသားများကဘယ်တော့ပဲမှမိမှာမဟုတ် That's why we and I and the whole Kogan people are very much friendly to the Japanese group, and that's why we are always ready to give necessary help for the success of the project. And then if the future residents, if he wants to go to some place, and then they are ready to give all the necessary help to bring him to the area. And then that's why we are trying to grow the Ethiopian body to be successful with our best effort. 其他的国家我们没有得到过说什么样的帮助和支持，只有日本政府跟我们在关系。 ဘယ်နိုင်ငံမှဂျပန်နိုင်ငံလိုဒီတစ်ဆိုင်တိစိတ်လာပြီးကိုကြီးဆောင်ရတာကိုကျွန်တော်တို့မခံခဲ့ရပါဘူး No other country like Japan has interest in the development of our special region number 1. 所以日本政府和日本的专家代表跟我们的关系，这就给我们鼓励。那么我们现在就不管怎样说呢，我们尽可能的把我们要做的事情做好。 ဒါကြောင့်မို့ဒီဂျပန်မိတ်ဆွေများရဲ့အားပေးအားမြတ်မှုနဲ့ကိုကြီးပံ့ပိုးမှုကိုမိခိုးမှကျွန်တော်တို့လုပ်မဲ့လုပ်ငန်းတောင်ကျွန်တော်တို့အောင်မြင်ဆက်လက်လုပ်မယ်လို့ကျွန်တော်ဒီကနေပြောလို့ I would like to say that we have already decided with the help of the Japanese friends and to make our projects to be successful. 现在我们做的是点一，人要有个家，第二要有的吃，第三要有的穿，这样我们基本解决温饱问题，这样才能够达到我们的理想。 ဒါကြောင့်လူတိုင်းကျွန်တော်တို့ကိုတိကကျွန်တော်တို့ကဒီတိတ်ပြီးကျွန်တော်တို့ပြည်သူအတွက်ကိုစဉ်းစားမှတိကအနေဖို့ရှိမယ်စားဖို့ရှိမယ်ပုဖို့ရှိဒါဒီလူသားတိုင်းရဲ့လူအချက်ပါ As a human being, it is necessary for the people. The first is to eat, to look for the thing to eat, and then for the clothes to wear and the house to stay. 我们实际说起来，这个小地区的几十万人口，如果是该各个国家像日本这样帮的话，根本就不会这么好，很严重。 ဒါကြောင့်မို့ကျွန်တော်ဒီဘိန်းဆိုင်တောင်သူဖြစ်တဲ့ကျွန်တော်တို့ကိုယ်မှန်တောင်သူကဘိန်းမဆိုင်တော့ဘူးဆိုရင်ဒီတခြားနိုင်ငံအများကလည်းဂျပန်မိတ်ဆွေများဒီလိုပဲလာကူညီမယ်ဆိုရင်ကျွန်တော်တို့ဒီပြည်သူတွေက
ဘာမှဒုက္ခခံရမှုမရှိဘူးစားဖို့နေရတဲ့ဘာမှမဖူးလို့ဆရာမရှိဘူး That's why the Google people are explaining to me. So if the other countries have the same interest like Japan, so there will not be any problem for the people in the area. 那么我们在4年前因为这些统计之后，像4年前的这些人都是山东山洼，没有什么好的房子。我们4年不到的时间建设了这么几个汽车。 လူထွက်တဲ့၄နှစ်ကဆိုကျွန်တော်တို့ဒီဒေတာမှာဒီကျွန်တော်တို့ဂျိုင်းဒီဂလုတ်ဒီအဲ့ဒါတွေဒီလူနေဒီတဲတာတာအိမ်နေတာရှိပါတယ်တဲ့၄နှစ်နောက်ပိုင်းစပြီးပြန်ထူထောင်တော့ယခုမိတ်ဆွေနဲ့မြင်တဲ့အတိုင်းပါပဲတဲ့ဒီတိုက်တာဆောက်ပြီးတော့တိုးတင်ကြတော့ဒီမြို့မှာတော့တိုးတက်နေတာ 4 years ago, the roads were very bad, full of craters and holes, and the motor vehicle could not drive very well. And then the town was not like that, and it was the buildings were made of bamboo and the other timber only. But after engineering for the development of the town infrastructure, now I think it is not necessary to explain to you in detail because you yourself have already seen. 那么我们可以咱们在出生的时候呢，是中国小凳子，三位是比较高。 ကျွန်တော်တို့ငြိမ်းချမ်းရေးရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံကောင်းဆောင်ဖြစ်တဲ့ကျွန်တော်တို့ဘုချုပ်ကြီးခင်ဗျာလာတဲ့ချိန်မှာတော့ဒီလိုထိုင်မှုစက်တီတော့မရှိပါဘူးဒီလိုကိုယ်ကြီးလေးပေါ်ထိုင်မှာတွေ့ဆုံစကားပြောရခြင်းဖြစ်တယ် And in the year 1989, when we got peace with the central government, so we have no accommodation to treat our guests very well. So Secretary One is we cannot provide any city like that, and he has to sit on a very short stool, and we discuss. 像我们这朋友来的，我们更不好意思自己。 အဲ့ဒီမှာကျွန်တော်တို့ဒီကမိတ်ဆွေများလာတယ်ကျွန်တော်တို့တော်တော်လေးကိုစိတ်တောင်းအားနာမိပါဖြစ်ပါတယ် At the time, ကျွန်တော်တို့ကဒီမတိုးတက်အောင်မဖြစ်မပြီးလှုပ်ဆောင်လို့ဆိုတာတန်တိတန်ချပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ် at the time, so we will be in a very awkward position if the Japanese group came together with Secretary One because we cannot treat our guests very well. That's why we are trying to develop our town area. 如果你朋友看你现在这个水啊，是你们看到的水，空气的水是大气的。 အရင်ကကျွန်တော်တို့ဒီကျွန်တော်ဒီလောက်တိုက်ခဲမှာတောက်တုံးနေတဲ့ရေကိုဒီဂျပန်မိတ်ဆွေများညီတောက်တုံးရဲမှာမဟုတ်ဘူး။ဘာကြောင့်ဆိုဒီရေအိုင်ကရေကတောက်တုံးရတဲ့ဖြစ်ပါတယ် Then the Japanese group will be shocked if you know that what kind of water we are drinking about 4 years ago because we are drinking the polluted water from the pond, from the lake. 因为这个水太可怕了，莫忘它，哎，在这边要是洗衣服，牛要是在那边吃，我人呢要是在这边挑过来吃，所以风水都是这样。 ။ဒီချို့ကြတော့ဒီရေစုမရှိတဲ့ရွာတွေကိုရွာတွေရောက်တဲ့ခါမှာဒီရေကန်တကန်နဲ့တုံးတာအဝှရှော်တာနဲ့ဒီမှာပဲရှော်တယ်ရေချိုးတာနဲ့ဒီမှာပဲချိုးတယ်ကျွမ်းနာဟိုဘက်တောက်ပဲအဝှရှော်ဒီဘက်ရှော်တယ်ဟိုဘက်ပန်းတယ်ခတ်တာဒီလိုလည်းပဲတန်ကြတယ် So in some villages, because of the shortage of water and drinking water, so in the pond, the other side, the people are drinking, and on that side, the women are washing, and then that side, cattle are playing in the water. 现在还有好多地区还在这个不同的。 အခုကျွန်တော်ပြောတဲ့ပုံစံကဒီကျွန်တော်တို့အရှိပိုင်းကကြီးတော်မြတ်များဆိုတဲ့ဒီပုံစံပဲဆက်သက်ရှိနေရက်တယ် But even like now, in the eastern part of our area, some villages are still practicing high-tech. 所以因为这我们这些困难太大了，所以我们采取几个方面。第一个，我们有个家；第二个有家，我们有水吃；第三个呢，我们还有一个衣服的床，哎，最关键的就是吃、穿、住这个问题我们要解决。 အတိကစားမှုနေရေးကြည့်နေဖို့နဲ့လူတိုင်းမှာနေဖို့နေရာရှိတယ်ဆိုရင်ဒီဥစ္စာကလုံလောက်ပြီးလို့ဖြစ်ပါတယ် We don't expect too much, so we need to
这里要是的属于说详细的情绪要说拍到语出个条例体里面。 ဒီကကျွန်တော်လောက်ကပြစ်မှာဒီရေကောင်းရေတက်တောက်ရေကြီးကိုတောက်ကျင်နေဆိုရင်တန်ဝေးတဲ့နေရာကိုသွားပြီးခိုက်ပြီးတောက်တော့မှာပါ And the people living in Khao-Khan, if they want to drink the pure water, they have to go so far because the purified drinking water is not available in the town. 现在呢，我们解决了一部分住房，现在这个住的我们基本解决了一定，但是还差得远。水吃水我们从上海已经拿了，原来拿了2管不够，加了1管，现在还不够，准备加4管，这个水正在做。 ဒါကြောင့်မို့ဒီဥစ္စာကိုကျွန်တော်တို့ဒီမြို့ပြတိဆောက်တဲ့ချိန်မှာဒီကနေ့တစ်ထည့်တိုးပွားလာတယ်တိုးပွားလာတဲ့ချိန်မှာကျွန်တော်တစ်ချက်နေဖို့တိုက်တာတွေတော့မြင်ရပါတယ်တိကကြတော့ဒါတွေမကြလိမ့်ပါဘူးတိကတောက်တုံးကြီးကိုကျွန်တော်တို့တွေ့တော့တာဘယ်တော့မှနှစ်ပိုက်ပဲနှစ်ပိုက်တွေ့တဲ့လူကြီးထူထများတာလည်းမလုံတော့ဘူးနောက်ပိုက်လည်းထူတတ်တယ်အဲ့ဒါလည်းမလုံတော့ပြီးတော့တောက်ခုကျွန်တော်နောက်တော့ကိုစီခုဆက်တဲ့လုပ်ဆောင် So in developing the town, so the town expand very rapidly. So first we have only 2 pipelines with the gravity flow for drinking water. After that, when it was not sufficient for the whole town, so we try to install another pipeline with the gravity flow. And then even that now it is not sufficient, so we are trying to make the 4th plan. 现在我们这个水管呢，因为我们很穷，现在都是凭中国石油。现在我们向中国石油方面嘛，钢筋、水泥、这个管子，这3个是主要的。 အခုကျတော့အဆောက်အဦဒီဆောက်ရတဲ့မှာဖြစ်စီဒီစကြီးတွေတန်းတဲ့ချိန်မှာဖြစ်စီဒီစာကတိကပြီးလက်မီရဲ့အတန်းချီတန်းဝေးရဲ့ဒီပိုက်ရပါလို့ပြီးကျွန်တော်ခုလုပ်တဲ့စာကအချို့ကိစ္စတွေကျကျွန်တော်တရုတ်ပြည်ကနေမှဒီစာချုပ်ချုပ်မှဒီပြီးဝယ်ထားတာမျိုးမရှိရတဲ့ကိစ္စအကျွင်းနဲ့ဝယ်ထားတဲ့ကိစ္စတွေများရှိတယ် So in the construction of the town, so we have need of 3 things. First one is cement. Second one is RC rock. The third one is pipes. So because they are not available, it is very difficult for us to procure such kind of properties from Central Myanmar. So we buy it from China with credit, but we are now still owing quite a lot of money to China. 基本网去统计嘛，我们查中国人民币就算大概1亿多。 ကျွန်တော်ခုလက်ရှိတရုတ်ပြည်ကိုတွေးတည်နေတာကဒီအတန်းမြင်တဲ့တော့တွေးတည် For the present, we have credit to pay to China. The amount is 1 million renminbi. 1 million renminbi. 那么 ယွန်း renminbi. 这些都是在公路上的都这个水上的。 ဒီတွေးတည်တဲ့ကိစ္စကလည်းတစ်ချက်ကဒီလမ်းမတိဆောက်တဲ့ချိန်နဲ့ဒီစက်ဒီပိုက်တန်းလိုင်းတွေတာအဲ့ဒီမှာအဲ့ဒါကြောင့်ကျွန်တော်တို့တွေးတည်ဖြစ် So we owe to China 1 million yuan because we procure the necessary equipment and properties and developing our town. 所以我们的就爬查站帮我们地方建设好，老百姓的这些帮忙了。 အကျွေးတင်မှုကိုကြောက်လို့ဆိုရင်လုံလည်းမလုံကျင်းဆိုရင်ကျွန်တော်တို့ဒီလူထုရဲ့ဒီရှိလူပဲဒီနေ့လူချင်းတွေကိုဘယ်တော့ခါမှရောက်ပါဘူးဒါအကျွေးတင်တဲ့ချိန်မှာစီကိုများအခါရည်များထည့်လို့ဆိုရင်ကျွန်တော်တို့ဒီလူထုရဲ့တောက်တုံးကြီးနဲ့ဒီဒါလမ်းမဆက်တော်ကြီးကိုကျွန်တော်ပူဇော်ပြီးပြုဆောင် So if I am afraid of this, I have so many things to pay to China. So it is possible for me to not to borrow any other thing from China. But the town will never develop. So I'm not afraid. So I don't bother if I have loan to pay to China or not. But I try to procure all the necessary things from China
产那么多家怎么黄？什么问题？ တချို့ကပြောအတက် I'm very happy today to see the Japanese group. So I'm always expecting that I will get the help from the Japanese Japanese friend for the development of the video. 那我们有能力决心，就关进度呢，我们在20年中，但是我们希望得到国际社会的支持帮助下，我们有很大的问题。如果是说不得到国际社会支持帮助，我们也会方法。 အခုကျွန်တော်တက်ခွင့်တောင်းပါဒီကဘာကိုကြီးညာတဲ့အတိုင်းကျွန်တော်ဒီတက်အောင်ဘေးတပင်မှာမြင်စေရပြီလုံးဝပြောင်းကျွန်တော်တို့မူးရစီပါမဲ့ဆိုကျွန်တော်တို့ကြီးညာတယ်ကတိပေးတဲ့ကျွန်တော်ပြင်အောင်ဆောင်နေတာဒါပေမဲ့ကျွန်တော်တို့အင်အားနဲ့ပူထတာလုပ်မှဆိုရင်ကျွန်တော်တို့ကရေရှည်တောက်ခံနိုင်တာမဟုတ်ဘူးအဲကြောင့် international ရဲ့အကူအညီကိုကူညီဖို့လိုပါလိမ့်မယ်တခြား international ကူညီဖို့ကြတော့ဂျပန်မိတ်ဆွေကနေဝိုင်းပြီးကြီးညာပေးဖို့ကူညီတောင်းတာ As we have given promise to the country and the international community that we are going to make our area as the free zone. So I have already decided and already ordered all my people not to grow, not even one plant of opium property. But I think I cannot stand too long. So if I don't get the help from the international community, so because that's why I want to request you via Japanese group to let the international community know our present situation. 那么我们今年准备把进度上，准备在12月份开始。我们今年就是这个呢，我们向政府说，向我们老百姓听，大家都。但是我中国方法怎么办呢？包括我从我们这刚每个人捐助开大。那么我们现在准备现在准备大量的捐助给他，一不在这方面上。 那什么时候比较有准备？ 12月份以前，要培养，还要体力。 အခုကျွန်တော်တို့ဒီဥစ္စာဒီဘယ်လိုနည်းဒီလုံးဝဘလောက်ပဲဆင်းရဲဆင်းရဲဘလောက်ပဲကြွေးဒီလုံးဝဒီဖိမဆိုင်ရဘူးသူတို့ကျွန်တော်တို့တာလက်ခံချတဲ့တဲ့ပြည်ချက်ပြီးပြောင်းကျွန်တော်ဆောင်နေတာဆောင်းတဲ့အချိန်မှာကျွန်တော်တို့အကောင်းဆောင်တဲ့ဒေတာနဲ့ကိုကြေးပါလိုက်အနံ့ပြကိုစင်းတိုင်းမှာလေးလာတုံးတဲ့ချိန်တချို့ကဒီနေ့စားဖို့ဟောတာမပေါ်ခင်တဲ့ပစ္စည်းကိုရောက်မလို့ခင်ဒီနေ့ကျတော့ကဲသူတို့ဖိမဆိုင်ရတယ်သူတို့စားဖို့တော့ပြီးတော့ဒါကျွန်တော်အမှတ်ခံမတရားတော့မှာသူအဲ့လိုပဲပြတ်တာပေါင်းမြောက်များဆိုဟိုရုံပြန်ကြောက်လက်ချင်းတာညာကြောင့်ကောင်းဆောင်တဲ့ဥတိုင်းကစားအိတ်40 50ထက်ပါဝင်ထက်ဒီတိုင်းမှာမရက်တည်နိုင်တဲ့အမေအမှတ်ပေးတဲ့ကြုံမဲ့ကြာပြီးဝင်ပြီးကိုကျွန်တော်ဒီစင်ပါကမတိုင်ကြည့်ဘူးအဲ့ဒါကိုဒီစံပေးပြီးကိုကြီးကိုလုပ်ဆောင်ပါဒါကြောင့်မလို့အပ်တဲ့စာအိတ်ပေါင်းကဒီစာအိတ်ပေါင်း9000လို့က So in executing our plan to eradicate the whole area, not to grow opium, so my staff were assigned by me to go to the village and to inquire if they are growing opium or not, and if they have some problem. And then my staff reported that some villages have no rice at all to eat. So that's why we are going to distribute the rice bag to the villagers to eat. So in December we are going to make a celebration of the donation of rice bag to the villagers. And the total amount required is the 5,000 bags. 5,000 bags, that's meaning 20 bags is 1 ton. It may be 250 tons of rice. We have total amount necessary is 250 tons. 现在我们正在准备，我在下面要包括从我开始那个50个品牌，但是米的下面没有。 ဒါကြောင့်ကျွန်တော်တို့ကကိုကတကယ်လို့လိလာတုံးတဲ့ချက်ကစာအိတ်9000ဖြစ်နေရမှာဒါဒီဥစ္စာကြီးတကယ်ဆင်းရဲတဲ့တောင်းဟိုဒီကစားဖို့အစီအစဉ်ဒါရှိတယ်ဒါကြောင့်ကျွန်တော်ကဆိုင်မှာကျွန်တော်ဒီဒေတာတွေအားလုံးကျွန်တော်ကောင်းဆောင်တဲ့အားလုံးမှာတူကိုဒီစာအိတ်90ပါဝင်ထက်ဒါမှ
ကျွန်တော်စီးပြီးဆုံးဖြတ်ချက်နဲ့ဆောင်ရွက်နေယခုလုပ်ငန်းဒီလုပ်ငန်းတော်ပြင်းပြအောင်ဆောင်ရွက်ဖို့ဆက်လက်တော်နာပိုင်းမတိုင်ခင်မှာပြီးဆောင်ရွက်ဖို့ရှိဒါကြောင့်ဒီကျွန်တော်တို့ဒီစမ်းကပဲရမယ်ဆိုတော့ဒီပတ်စံလူခံမှာကျွန်တော်ဒီနိုင်ငံကကျွန်တော်ဒီစမ်းကိုဝင်ဖြစ်ပါ And if we cannot get 250 tons of rice in December, the Sun Village will be in trouble because they have nothing to eat. So I and the other leaders, I requested all the other leaders, that means the other my staff, and to donate the money equally, or if they are wished to make more. And then we try to collect the money among ourselves, and after that we will procure the 250 tons of rice from China. 那么到时候呢，我给他预约过进度找好看一下，也请过这个以前我们的政府帮助请各个我也来看到底我们做事情是真的还是假。အဲ့ဒီမှာကျွန်တော်တို့ကဒီပြန်တဲ့မှာကျွန်တော်မူကြီးစီးပွားပြတဲ့ပြုလို့ရတဲ့ဒီစာပြီးလို့မှဒီကိနဲ့လုပ်မှဖြစ်ပါတယ်အဲ့ချိန်ကျရင်ကျွန်တော်ကနိုင်ငံတော်အစိုးရကိုကူညီတောင်းမှတခြားနိုင်ငံခြားသားများကိုပါထိကြပြီးခုကူညီတောင်းမှာဖြစ်ပါတယ် We are now constructing a museum for the drug eradication museum to show in the museum how they grow opium poppy and then how they eradicate opium poppy. So by December we are going to hold the opening ceremony of that museum, and at that time, so we are intending to invite all the international community, including the 这个工作呢，我们现在就开始做。 ဒါကြောင့်ဒီလုပ်ငန်းကိုဒီစင်ပါလာမှာပြီးလို့ဆောင်နိုင်ဖို့ယခုဒီနေ့ဒီကကျွန်တော်တို့နေ့ဒီကကျွန်တော်လုပ်ဆောင် So, in trying to be able to hold the opening ceremony at the dated time, that is in December, so we have to work day and night now. 有人来放的地方，我们要买的地方，要群众来买的地方，主要可能我们这大概到底我们这几千在哪里是不是？ ဒါကြောင့်ကျွန်တော်တို့ပြောတာဒီဥစ္စာကိုကောင်းဆုံးအောင်တူကိုဒီစာအိမ်ကားတဲ့ပေါ့လူတန်းမှုအဲ့ဒါအဘိတ်နဲ့ခိုင်းထားပြီးဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဒီမူကြီးစေးပေါပြတိုင်းနဲ့တကယ်မူကြီးစေးပေါဖြတ်မှာဖြတ်ပြောတော့တိုင်းတော့မလုပ်ဘူးလားဒီစာဒီကဘာကဂျပန်မိတ်ဆွေများနဲ့တကွာကဘာကဘာရာတဲ့ပါတိအောင်လုပ်တာပြင်တာ And all the leaders are ordered to donate at least 50 bags of rice. And that is 2.5 tons. 2.5 tons. And each leader. And then I am very much proud of it. I can declare the whole world that our area is totally free in December. So all the leaders are requested, if we are requested to by the Indonesian community to bring them to any place in our country, so that we are ready to bring them to all the area to review and then serve if it is really open for the free or not. 从哪这里来说呢？我们真正来说是指望的是从我来说呢，我的理想才能做到这一步。 ဒါကြောင့်ကျွန်တော်တို့ဒီရှိတဲ့ညအားနဲ့တက်နိုင်တဲ့တော့ကျွန်တော်ကျူးစားပန်းစားပြီးတော့မူကြီးစီးပွားစပြဖို့လုပ်ဆောင်ပါတယ်။ဒီကတော့ဂျပန်နိုင်ငံတော်နိုင်ငံတော်နဲ့ဂျပန်မိတ်ဆွေများကအတားအပေါင်းကူညီလို့ဆိုရင်ကျွန်တော်တို့ပူပြီးရည်ရှိလုပ်သွားတယ်လို့အစီအစဉ်မှာဖြစ်တာ In implementing this plan, so we are in need of the help from the central government as well as from the Japanese side. 那么下面呢就是我们共产党在规定
公路现在呢只是一部分还有很远的地方去。 ဒါကျွန်တော်တို့ဒီဒေတာဒီဆောက်ပြီးကျွန်တော်ခက်ခဲတဲ့အပိုင်းဒီဂျပန်မိတ်ဆွေများကိုဒီကင်တင်ကြတယ်တိချက်ကဒီလမ်းပန်းအတိတ်ကကြတယ်ကျွန်တော်ရှိတဲ့လမ်းအန်ကကျွန်တော်တတ်နိုင်တဲ့နိုင်ငံတော်ဖောက်ပြီးတဲ့ဒီကျွန်တော်ကိုဒီကဖောက်ပါတယ်အဲ့ဒါကဒီပိုင်းလေးစားတာပြီးပြောင်းရှိတယ်ဆေဘုံဘုံတော့တာပြီးပြောင်း In the construction of the infrastructure, the central government also gives up to us, but it is not sufficient. So together with the budget of the central government and with our budget, we try to improve our infrastructure. But it is now in the stage of only 10% of the total objectives. 如果我们的公路如果要从全部计算呢，它是2公里。 ကျွန်တော်တို့ဒီစုစုပေါင်းကျွန်တော်တို့ဖောက်လို့မလမ်းကဒီစာကိုဒီ250 ကီလိုမီတာစီပြီးတော့ရှိပါတယ် So 90% of the plan still remains to be done. So the total amount, the total length of the roads to be constructed is 250 miles. 250 miles remaining to be constructed. 第二个问题就是吃水问题。吃水问题呢，现在我们大概就是计算的只有20万人吃水，但是我们现在所需要吃水的人大概有30多万、40万。 နေ့ချက်ကဒီကျွန်တော်တို့ဒီကိစ္စကိုနေ့ကချိန်ကြယခုကျွန်တော်ရှိတဲ့ရေကကျွန်တော်တို့လူ2သိန်းအင်းစားတော့တာအတွက်တာကိုထူလို့မှာဖြစ်ပါတယ်။နောက်ရေရှိဆိုကျွန်တော်တို့ကဒီတိုးလာတဲ့လူကြီးအတွက်ပြည့်မစစားလို့ဖြစ်ပါတယ်။ရေရှိ2သိန်း3သိန်းလောက်လူကြီးများပြားလာတဲ့အချိန်မှာဒီရေပြတ်တာပြီးဘယ်လိုဖြည့်ရှင်းမလဲယခုကတည်းကနေမှကျွန်တော်တို့လှုပ်ဆောင်မှအဆင်ပြေလို့ဖြစ်ပါတယ် The present condition of the drinking water is only sufficient for only for the 200,000 people. So the 200,000 people the number of 200,000 people will increase in the later years. So if we don't think for the future, so our town will be in great trouble. So now I am thinking to find a way to get the whole amount of drinking water. 200,000 present population of the town. But later year it will become about 300,000 in the near future. So it is necessary for me to solve the problem by now. 现在我们做的时候呢，一是水库，到现在。 ပန်းကြီးဒီကုကမဆက်တမန်ကြောင်းကြောင့်ပြောမှဆိုရင် from ဒီနေ့ကျတော့ Yes, brought the solar to our special region 3 years ago. But we are very, very much unfortunate. So last year, all the conditions. 说一个要关于我自己群众也学会吃了，他们也是不是的，所以哪个人我们就တချို့ပြည်ကတောင်းကြအားနေတယ်ကိုရုပ်အမိတ်ကိုလုံးပြည့်စုံပြန်လာ 那么这样说，日本政府嘛，这国外比较开拓，这些专家朋友们，这样关心我们每次日本不辞辛苦，到大家帮助我们60年都是。总的一句话呢，我就觉得感谢。反正话语太多了，说的话。 I cannot necessarily expert and Japanese express together with you. Finally, I would like to say this. So I don't know how to express my intent, but I want to say I am very, very much thankful to you.
It's better than that. It's good. This the time, the cruise time is very important. Yes, yes. 那根据这个地方的土壤和气候，在那个季节撒，那么比较好啊，老百姓还是。 This is a good experience for the farmer. 还有这个地方呢，在这个日本桥本来以前老品种桥也就都是撒，所以这个地方老百姓对撒桥的建议还是有。 Before Japanese variety guitar was coming, they have every year they have growing local buckwheat. They have experience. 像说就是指到下年的雨季嘛，当然既然你不是说了主动的多撒去了，因为在过去呢你做了多少工作交不起效益，现在已经知道经济的效益，我们种的这个桥是个就卖的钱的，所以到雨季呢就更数量更要种的多了。 They know this so easy to growing buckwheat and they have marketing. No? Another for the corn and some sugarcane, no marketing. So sorry for them. No trustable buyer. Trustable buyer. I see. 他老百姓就你当初来发动他这个长治外工作，他也不信嘛。所以通过一个过程，他自己知道，那么有效益有收入，他自己能享受。 Now is the villagers already know and this time 那些中国的啥都投资一模一样，那么投资一模收入一个这个啥问题？ another time is buckwheat with the taking the soil. For soil is very good. This year they will be growing the buckwheat and next coming season and deep block they will be growing the plant line. 如果地呢地根嘛地搬就晒搬就咁樣時，我就最近嘅當時咧地沙古地搬就即係要睇個土地差嘅，我家嚟見到啲骨地搬就晒唔晒到啲。これ吉田さんこれでどのくらいの広さ？會清晒。所以说これ1エーカープラスアルファですね。ええ。那么历史来で撒光天光の家嘛，那么そうするとこれでこんな状態だとどれくらい取れそう？これだと少なくとも10バスケットはいきます。バスケットということは200キロ。じゃあいいとこ。うん。20キロ巻いてる。